တော်သေးတာပေါ့ညနေကစောင်းနေပြီမိုးတွေကရွာနေဒီအိမ်ကိုရောက်တဲ့အချိန်မှာလူအင်အားများနေလို့တော်သေးတာပေါ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝိုင်းရင်တရုတ်ဆောင်ကြီးဦးကျော်သူနဲ့အန်တီမေတန်းနုတို့ရဲ့တခိတခါကရှမ်းတောက်ကိုနာမည်ကြီးခဲ့တဲ့ဇလန်ကောင်းလေးတစ်ပုဒ်ကိုဖန်တီးရိုက်ကူးခဲ့တဲ့ရိုက်ကွင်းနေရာကိုခေါ်သွားပေးမှာဖြစ်ပါတယ်ပရိသတ်တွေမှတ်မိသွားအောင်လို့ဇလန်အစာလေးကိုနည်းနည်းလေးပြပြပေးမယ်နော်တေးဂီတတွေကိုချစ်မြတ်လို့တတ်တဲ့စည်ရင်သားလေးမောင်မြတ်ဆွေနဲ့အလွန်ကိုချမ်းသာပြီးတော့မှမာနကြီးလွန်းတဲ့အရေးပိုင်မင်းကြီးရဲ့သမီးချော်လေးမရွှေထားတို့စပိန်ချင်းတိုက်မိရာနေဒီချစ်ဇလန်လေးကစတင်ခဲ့တာဖြစ်ပါတယ်ဒီဇလန်လေးကိုတော့စာရေးဆရာကြီးတက္ကသိုလ်ဖုံးနိုင်ရဲ့အလွန်ကိုကြော်ကြားတဲ့မြမယတ္တဝတ္ထုရှည်ကြီးကိုအခြေခံပြီးတော့မှတပြည်သူမရွှေထားဆိုတဲ့ဇလန်ကောင်းတစ်ပုဒ်ကိုဖန်တီးရိုက်ကူးခဲ့တာဖြစ်ပါတယ်ဒီအိမ်ကြီးကတောင်ပေါ်မှာဆွန့်ပစ်ထားခဲ့တာအရန်ကြာနေပြီဆိုတော့မကောင်းတဲ့အရာတွေလည်းကန့်ညင်နေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ခုလိုလူရင်ကတောက်တဲ့အခါမှာပဲတော့ရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်မီးပူလိုက်တော့မီးပူလိုက်တာပေါ်တတ်ကြပါဦးပေါ်တတ်ကြအောင်လို့ရှေ့ရင်တဲ့ကောလုံးရတယ်ကောလုံးရတယ်တထားကြအေးဖတ်လိုက်မှာအခုမြင်နေရတဲ့သမိုင်းဝင်ကိုလိုနီခေတ်ဆန်အိမ်ကြီးရာဆိုရင်1942ခုနှစ်ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကတည်ဆောက်ခဲ့တာဖြစ်တဲ့ကြောင့်မို့လို့ဒီအိမ်ရဲ့သက်တမ်းဟာဆိုရင်အနည်းဆုံးနှစ်ပေါင်း90ကျော်ကနေတရားဝင်ကျင်ရှိနေပြီဖြစ်ပါတယ်ညီမတို့ပြည်မျိုးရဲ့မင်းကြီးတောင်ခေါ်ဝင်ချတောင်ပေါ်မှာတည်ရှိနေတဲ့ဒီဆန်အိမ်ကြီးဟာဗြိတိရှကိုလိုနီခေတ်တုန်းကနေပိုင်ဝင်တောက်အရာရှိတွေနေထိုင်ခဲ့တဲ့နှစ်ထပ်ရှေးဟောင်းဗီလာဆန်အိမ်ကြီးဖြစ်ပါတယ်ဒါပေမဲ့တပြည်သူမရွှေထားဇလန်ရဲ့ဇဝင်ငန်းတွေကိုဒီအိမ်ကြီးထဲမှာရိုက်ကူးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သက်တော်တော်များများကဒီအိမ်ကြီးကိုတပြည်သူမရွှေထားအိမ်ဆိုပြီးတော့မှခေါ်နေကြတာဖြစ်ပါတယ်အပေါ်လေးနဲ့ဆိုလားအဆင်ပြေတာပေါ့ဒါနောက်မျက်နှာကျော်ဒါရေရှိုးကန်းအိမ်နာကျွန်တော်အဖွဲတောင်းလို့လာရတာပေါ့အမထဲဝင်ကြည့်အောင်ဘယ်ရောက်ကုန်ကြရတော့ဟိုဘက်တော့ဟိုဘက်တောင်သွားကြည့်နေဟိုဘက်တောင်သွားကြည့်နေဟိုမိုးရရန်တဲ့မိုက်လားတော်ရိုးနေဒါလေကတက်တဲ့နေရာဟုတ်တယ်ဒီနားကြီးဆွေးသွားလို့ရှိရင်ဒါကြီးကတက်လို့မရတော့အပေါ်မှာပေါက်ဒီနားမှာဖာဖို့တော့လိုတယ်နော်နှမို့ဆိုဒီတပည့်မရွှေထားတဲ့အိမ်ကနှစ်ပေါင်းများစွာကြာနေဒီနားကြီးဆွေးသွားလို့ရှိရင်အပေါ်တက်ဖို့လမ်းကြောင်းအဆင်မပြေတော့ဒါကြီးကအရန်ယိုနေနောက်တစ်နှစ်လောက်ဆိုရင်ဒါကြီးကဆွေးတော့ပြည်မျိုးရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့မြင်းပါဟုတောင်ကတော့အမြင့်ပေ900ခန့်ရှိတယ်။မင်းကြီးတောင်ကတော့အမြင့်ပေ400ဝန်းကျင်ပဲရှိပြီးတော့မှနည်းနည်းပိုနှိမ့်နေ။ဒါပေမဲ့ပြည်မျိုးတစ်ခွင်လုံးနဲ့ AR မြဝန်းတစ်ခုလုံးကိုအပေါ်စီးကနေကောင်းကောင်းကြည့်လို့ရတယ်။တကယ်ကိုချက်ချာကြားတဲ့မင်းကြီးတောင်ထိပ်ပေါ်မှာအင်ကြီးကိုတိဆောက်ထားတာဖြစ်တဲ့အတွက်ဆိုင်အင်ကြီးရဲ့အပြင်ဘက်ဝန်ရနာကိုထွက်ကြည့်လိုက်မယ်ဆိုရင်ပြည်မျိုးရဲ့အလှဆုံးရှုခင်းနေရာတွေကိုကြည့်ရှုလို့ရတဲ့အကောင်းဆုံးနေရာတစ်ခုလို့ပြောရင်လည်းမမှားပါဘူးပြည်မျိုးရဲ့အထင်ကြီးဖြစ်တဲ့နဝတီတရားကြီးရဲ့အလှကိုတည်တည်ချာချာအနီးကပ်ကြည့်ရှုခံစားလို့ရမယ့်နေရာကိုရောက်နေတာဖြစ်ပေမဲ့လည်းအခုလိုတရားကြီးတစ်ခုလုံးအောင်ဖုံးကွယ်သွားရလောက်အောင်ထိအဲ့ဒီနေ့ကမိုးရီတဲတဲထန်ထန်ကိုရွာနေခဲ့တာပါခုလိုအရန်လှတဲ့နေရာလေးတွေကိုခီးထွက်ပြီးတော့ညီမသိလာရသမျှဒီတန္တရဘဟုတုတလေးတွေဇလန်းသမိုင်းချောင်းလေးတွေကိုအဝေးရမိတ်ဆွေများအတွက်အမြဲတမ်းပြန်လည်ဝေမျှပေးနေတဲ့ညီမရဲ့ channel လေးကို subscribe လုပ်သွားဖို့မေ့ပါနဲ့နော်နောက်ဗီဒီယိုလေးမှာထပ်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါရှင်